အသက်30ရှိနေပြီဖြစ်တဲ့ကိုအောင်ကိုတယောက်သူ့အဖေကိုလည်းတွားတိုင်တာပေါ့အဖေဘေးအိမ်ကဒေါ်မြကြီးကဝါပင်စိုက်တာကျွန်တော်တို့ခြံပေးကတ်စိုက်ထားတဲ့အဖေဆိုတော့သူ့အဖေကလည်းခက်အေးအေးပဲဟောသူ့ခြံနဲ့သူစိုက်တာပဲငါသားရစိုက်ပါစေပေါ့အသက်60ရွယ်အဖေကလည်းခက်အေးအေးဆိုတော့ကိုအောင်ကိုတယောက်ကလည်းစောရကမတက်တော့နောက်တော့အဖေတိမှပေါ့လို့ပဲနေလိုက်နောက်တမိုးကုန်ပြီးတော့တနွေရောက်တော့ကိုအောင်ကိုတယောက်အဖေလို့သူကိုလည်းတွားတိုင်ပြန်တယ်အဖေဘေးအိမ်ကဒေါ်မြကြီးကလေသူ့ဝါပင်တွေကျွန်တော်တို့ခြံနဲ့ရောက်နေလို့တဲ့အဲ့ဒါသူ့ဝါပင်တွေကိုခြံကားတယ်ဆိုပြီးတော့လေကျွန်တော်တို့မြေကိုသူ့ခြံနဲ့ထည့်ကာနေတယ်ဟုတ်ကျွန်တော်တားလိုက်ရမလားနေပါသေးသားရဲ့မပြောပါနဲ့အိမ်ကြီးချင်းတွေစကားများနေအောင်မယ်အဖေတို့ခြံအကျေကြီးပါမြေပြိုလဲမဟုတ်ပါဘူးကွာရွာမြေကြီးကိုပဲအဖေလို့သူကလည်းအဲ့ဒီလိုပြောတော့ကိုအောင်ဘိုးကလည်းမနေနိုင်တော့ဟာအဖေအဲ့လိုပြောကြီးဆိုရင်သူ့ခြံလည်းအကျေကြီးကိုဗျဒါတက်တက်လူပါကွာကျွန်တော်သိသားပဲဝါပင်စိုက်ကလေးကကျွန်တော်တို့ခြံဘက်ကတ်စိုက်တာဆိုတော့တချိန်ကျရင်ဒီလိုလုပ်မယ်ဆိုတာသိလို့အဖေကိုတိုင်တာအဖေကသူ့ခြံနဲ့စိုက်တာနေပါစီဆိုပြီးနေလိုက်တာလေအေးပါကွာအဖေမသိလို့မဟုတ်ပါဘူးဒေါ်မြကြီးကလောဘကြီးတဲ့စွာတယ်ပြောရင်လည်းလက်ခံမှာမဟုတ်ဘူးစကားများမှာအဖေတို့ဒီမြေလေးပါသားလို့လည်းဘာမှဖြစ်ပါဘူးကွာအိမ်နီးနားချင်းတွေစကားများချင်ဟောဒါဆိုလည်းပြီးတာပဲဗျာကိုအောင်ဘောကလည်းစိတ်ထဲမှာမကြင်မနဲ့နေလိုက်တာပေါ့မိုးရောက်တော့လည်းမြစ်တရားထွက်လာပြီမြစ်တွေချိုးစားမယ်ဆိုတော့ကိုအောင်ဘို့အဖေကလည်းမချိုးပါနဲ့သားရဲ့အဖေတို့ပင်မဟုတ်ဘူးလေသူစိုက်ထားတာသားစားခြင်းလို့ရှိရင်လည်းဒေါ်မြကြီးစီခွင့်တောင်းပြီးမှချိုးပေါ့အဲ့ရောကိုအောင်ဘောကလည်းဒေါ်မြကြီးစီသွားခွင့်တောင်းတယ်လေဟုတ်တော်မြမြစ်3-4ချောင်းလောက်ချိုးစားမယ်နော်အဲ့လိုပြောလိုက်တော့ဒေါ်မြကြီးကလည်းဟဲ့ဘယ်ချိုးစားလို့ဖြစ်မလဲတမင်ဝါလို့ခြင်းလို့စိုက်ထားတာမြစ်ချိုးစားရင်လည်းဝါပဲရပါမလဲဟဲ့နည်းနည်းပါးပါလည်းတိအောင်မှာပေါ့အဲ့ဒီလိုအော်ပြောခဲ့တာပေါ့ကိုမိုတယောက်ကလည်းစိတ်ထဲကနေမြစ်ချိုးရင်ဝါမရတာသိသားပဲမြစ်စားခြင်းလို့မဟုတ်ဘူးဟေ့ဝယုံထက်ကြီးလာမှစိုးလို့အဖေကလည်းသဘောကိုကောင်းလုံးပါလေအဲ့ဒီလိုစိတ်ထဲကပြောပြီးတော့လည်းမကြင်မနှက်နဲ့ပြန်လာတာပေါ့ဒေါ်မြကြီးရဲ့အသားကိုအောင်ဘိုရဲ့တငယ်ချင်းကတော့ကိုအောင်ဘိုကိုအားနာကြည့်နေခဲ့တယ်လေမျက်နှာတုံမုံပြီးပြန်လာတဲ့ကိုအောင်ဘိုကိုလည်းသူ့အဖေကပြုံးပြီးတော့တာဗါးတယ်လေကွာမရပါဘူးဖေဟာသူဝါလို့ခြင်းလို့စိုက်ထားတာတဲ့မချိုးနဲ့တဲ့ကိုယ့်ဘက်ရောက်နေတာကိုကိုယ့်ဘာသာချိုးတော့လေသူသိတာလည်းမဟုတ်ပါဘူးဗျာအဖေကိုကသဘောကောင်းလို့စောင့်ထိန်လို့အဖေကိုလည်းမချင်မနှက်တဲ့ပုံနဲ့ပြောလိုက်တာပေါ့နောက်9နှစ်အကြာမှာတော့ကိုအောင်ဘိုတို့မြေထဲကိုရောက်နေတဲ့ဝယုံကလည်းတအားပွားပြီးတော့အဲ့ဒီတော့လေဒေါ်မြကြီးကလည်းဝယုံကိုတင်မဟုတ်ဘူးခြံကွတ်တာတဲ့မဟုတ်တော့ဝယုံရဲ့ရှေ့ပြီး340လောက်ကနေဆွေ့ပြီးတော့သူ့ဝယုံကိုခြံခတ်ဒီတခါလဲကိုအောင်ဘိုကလည်းသူ့ဖေကိုသွားတိုင်တယ်သူ့ဖေကလည်းသူ့ဥစ္စာအမှန်ရင်သူရမှာပေါ့ကွာတို့ဥစ္စာမှန်ရင်လည်းတို့ပြန်ရမှာပါနေပါစေဆိုတော့လေကိုအောင်ဘိုလည်းမနေနိုင်တော့ဟာအဖေအဲ့လိုလုပ်နေကြာရင်ကျွန်တော်တို့တစ်ချံလုံးပါသွားလိမ့်လကမိမ့်မိုင်ဥပုံနေဆိုလဲစောင့်လိုက်ရတဲ့ဥပုံသူ့အပြင်မရှိဘူးတရားစခန်းဖွင့်ရင်လည်းဝင်လိုက်ရတဲ့တရားစခန်းသူ့အပြင်မရှိဘူးဘာတရားမှမရှိဘူးအဲ့ဒီလိုကြဲကြဲအော်ပြောတော့လေအာနာတတ်တဲ့သူ့ဖေကလေဟာကြားတော်ပါဦးမေကွာတိုးတိုးပြောပါအမှန်တော့ကြားအောင်လို့တမင်ပြောတာလူကြီးလုပ်တဲ့ဖေကလည်းမှတ်လို့တော့ तू ကတားရတာပြောရတာခက်တယ်လေဒါပေမဲ့လည်းသူတို့လုပ်တာတွေမှားနေမှန်းနဲ့မကျင်တဲ့ကြောင်းသိအောင်ဆိုပြီးတော့ကိုအောင်ဘိုတယောက်သူတို့ခြံကတ်တာကိုတွားရက်ကြည့်နေလိုက်တယ်သူနဲ့တတူရွယ်သူဒေါ်မြကြီးရဲ့သား2ယောက်ကတော့ရှက်တဲ့ပုံအာနာတဲ့ပုံနဲ့ကိုအောင်ဘိုကိုကြည့်နေတာပေါ့သူတို့လည်းသူတို့အမေခိုင်းတာကိုမလွန်ဆန်နိုင်တဲ့ပုံပဲဒီတမိုးမှာတော့ဒေါ်မြကြီးကလည်းသူ့ဝယုံကိုရှင်းရင်းနဲ့ဝါငုတ်ထုံးမိရာကနေဖျားတယ်အနာရှိန်နဲ့ဖျားတာပါဆိုပြီးတော့ခပ်ပေါ့နေမိရာကနေအသေးအတန်ဖျားတော့တာပဲတခါသတိလစ်တဲ့အထိပဲလေရွာမှာလည်းဆရာဝန်ကလည်းမရှိဒေါက်တာရန်ကုနဲ့ပဲကုကြအနာပြည်တွေကလည်းထဲထိလိုက်စားတယ်တခါတော့ဒေါ်မြကြီးတယောက်မေ့မျိုးသွားတယ်သူသတိပြန်ရလာတော့လေဟာငါ့ကိုဝယုံတော်ထဲမှာပြစ်ထားကြတယ်စူးနေတယ်ငါ့ကိုဝယုံထဲကနေထုတ်ပေးပါအဲ့လိုကြောင်ကရမ်းနဲ့ပြောတာပေါ့အဲ့ဒီလိုပြောရင်းနဲ့ပဲအသက်ပါသွားတော့ဒေါ်မြကြီးဆုံးတာ4ရက်မြောက်တဲ့နေ့မှာတော့ဒေါ်မြကြီးရဲ့သား2ယောက်ကလည်းမျက်စိမျက်နှာပြက်နဲ့ကိုအောင်ဘို့အိမ်ကိုရောက်လာပြီးတော့လေကိုအောင်ဘို့အဖေကိုလေလေးပါဟိုအမေကလေသူ့ရဲ့ဝယုံတော်ထဲမှာနေရတယ်တဲ့စူးတယ်သူ့ဝယုံတော်ထဲကထုတ်ပေးပါဆိုပြီးတော့အိမ်မက်လာပေးနေတယ်ဗျဟုတ်ရဲ့လားကွာမင်းတို့စိတ်ဆွဲနေလို့များလားဟာစိတ်ဆွဲလို့မှတ်တာမဟုတ်ဘူးလေးပါအောင်ရဲ့မှတ်တာလည်းညာတိုင်းဖြစ်နေတာပြီးတော့ကျွန်တော်တယောက်တည်းမှတ်တာမဟုတ်ဘူးညီကို2ယောက်စလုံးမှတ်တာဖြစ်နေတာဗျဟိုလေးပါအောင်တို့မြေကိုယူပြီးတော့ကာထားတဲ့ခြံကိုအရင်တိုင်းပြန်ကားခြင်းလေဗျဝယုံကလည်းလေးပါအောင်တို့မြေထဲမှာပဲရှိနေတာဟိုအဲ့ဒါကိုလည်းပြုပြင်ကမယ်လေးပါအောင်တို့မြေထဲမှာရှိတဲ့ဝယုံကိုလေးပါအောင်တို့ယူခြင်းလဲယူပါမယူခြင်းလဲလာရှင်းပေးဆိုရင်လည်းရက်လေပြီးရင်ကျွန်တော်တို့ညီကိုလာရှင်းပေးပါအဲ့ဒီတော့ကိုအောင်ဘိုရဲ့အဖေကလည်းမင်းတို့သဘောကျလုပ်ပါကွာစကားကလေးကလည်းလေးပါအောင်ကလည်းဘာမှမပြောခွင့်ပြုထားတာပဲကွာဟာဒါပေါ့လေးပါအောင်ရာအမေကလောဘကြီးပြီးတော့မဟုတ်တာတွေလုပ်တာပါဗျအခု तू ဝယုံတော်တဲ့ရောက်နေတယ်တဲ့ဟုတ်လားအေးပါကွာမင်းတို့အဆင်ပြေသလိုလုပ်ပါလေဝယုံကိုရှင်းခြင်းလဲကိုယ့်ဟာသာကိုပဲရှင်းလိုက်ပါမယ်ကွာဘေးနားမှာရက်နာထောင်နေတယ်ကိုအောင်ဘိုကတော့ဒေါ်မြကြီးသား2ယောက်ပြန်သွားတဲ့ခါမှာတော့အဖေဒီတိုင်းဆိုရင်ဒေါ်မြကြီးဟာသူ့ရဲ့လောဘနဲ့မတော်မတရားလုပ်တာကြောင့်ပိတ်တာဘိုကရောက်နေတာထင်တယ်နော်အေးဟုတ်တယ်ကွာဒီတိုင်းဆိုရင်တော့အဲ့ဒီလိုပြောရမှာပဲအဲ့ဒါပဲလေကွာသင်ရင်ကို့နောက်ပါမှာမဟုတ်ဖဲနဲ့သူများပစ္စည်းကိုမတော်မတရားလိုချင်ကြ
ပစ္စည်းကတော့ကိုယ်တော်မပါဘူးကိုကပစ္စည်းနောက်လိုက်ပါသွားတော့တာအဖေပြောသားပဲကိုဥစ္စာမှန်နေရင်ကိုပြန်ရမှာပါလို့သူတို့ဝါလို့ချင်းမြစ်ချိုးစားခြင်းလဲပေးတာပေးတော့ငါသာအခုလဲသူတို့ချန်ကာတာကိုလဲဝိုင်းကူလှုပ်လိုက်အောင်အဲ့ဒီလိုလဲအဖေကပြောတာပေါ့ကိုအောင်ဘိုးကတော့သူ့အဖေကိုသဘောကျတဲ့လက်ခံတဲ့အကြည့်နဲ့ကြည့်ပြီးတော့သူတို့မြေလေးပြင်ရတော့မယ်ဝယုံကအစ်စ်ပါသေးတယ်ဆိုပြီးတော့သဘောကျနေတော့တာပေါ့